မြင်မှုအတွက် Cheers ပြောရမှာလားအေးပြီးတော့ခဲအောင်ဆို Cheers အားလုံးဒီလိုတဲပြောမှာနော်ဒီကနေ့တွဲမလားကျွန်တော်စကားပြောရလေဘာလို့ဘယ်တော့တော့ပါတော့မမြင်ဘူးလားသူ့မှာယောက်ျားမရှိသေးသေးပဲဒါမှလိုက်ပိုင်ရှိတယ်ကွာရှိပါရဲ့နော်ဒါစမ်းပါလာကြည့်နေရလာဟဲ့ဟုတ်လားအချစ်လားလောင်းတွေကိုပါလေမိရစနတန်းလေးအောင်လို့တငယ်ချင်းတွေနဲ့ night club သွားကြလို့ဆိုပြီးတော့ယုံပြီးတော့လွတ်လိုက်ပြီလားပြဆန်းဒါတွေကဘာဖြစ်လာတာလဲရန်နေဖြစ်လာတယ်ဒီလေညကလည်းငါပြောချင်နေတာနော်ဘာဖြစ်လာလဲပြောအမေတာရန်နည်းနည်းလေးပဲဖြစ်လာတာပါမေတာလည်းဘယ်လိုလုပ်ပြီးရန်ဖြစ်ချင်ပါလဲဟိုဘကောင်ကရင်စထိုးတာတော့ဟဲ့ဘယ်သူကစထိုးလေကိုကပဲထိုးသူကပဲထိုးအခုနေခံလာပြီမလားဟမ်ဟိုဘက်ကတော့ဘာဖြစ်သွားလဲဘာလို့မလုပ်နိုင်ဘူးမလားမေဟိုဘကောင်လေးလေတော်တော်ထိသွားတယ်မေမေကမေသားတယောက်တည်းခံလာရတယ်ထင်လို့လားဟုတ်လို့လားမဟုတ်ပါဘူးမေအမေကျွန်တော်ကအမေသားပါဗျဟိုဘကောင်လေးလုံးဝစော့ပြီးတော့တီးခဲ့တာပြန်မထနိုင်ဘူးလို့ဆိုရင်အဲ့ကောင်စံတုံးတောက်နေရတော့ဟုတ်တယ်ဗျဟောဟုတ်ဟာမကောင်းရဖြစ်တာအဲ့ဒီ你ငါ့ကိုစိတ်ဆင်းရအောင်လုပ်နေရလားမေဒါကလေအပြစ်မှလာစိုးတာပါမေဒါပေမဲ့လေဒါအမေကိုလုတ်ကျွေးပြုစုဖို့စိတ်ကူးရှိပြီးသားဟေးတော့စမ်းအားလေနိုင်ငံသားမှာကြောင်းတက်မယ်ပြီးရင်နိုင်ငံသားမှာအလုပ်လုပ်ပြီးတတိဖြစ်ရင်အမေကိုတင်တော့တင်ထားနိုင်ပြီမေကဲအဲ့ဒါထားတာအရေးမကြီးအဲ့ဒါနောက်မှအခုတော့ဆိုတားရင်ငါ့ကိုစိတ်ဆင်းရအောင်မလုပ်ပါနဲ့ငါ့ကိုစိတ်ဆင်းတာထားစမ်းပါမပြောကြလားစိတ်ပြတယ်ညောင်ကြီးကတိတ်စိတ်ဆင်းရတာပဲနင်အဲ့လိုမျိုးချာဖြစ်တာငါစိတ်ဆင်းရဲလေဟောသမီးကလေမင်းကိုလေကိုကြီးလို့စိတ်ဆင်းရမလို့ငါပြန်ပြရသမီးကမင်းကိုရှာထွေးပါနေဒီကောင်မအောင်ဆုံးမရအောင်ဟဲ့နင်ကဘာလို့ရှာကျွေးပါလဲဘာလို့ရှာကျွေးပါလဲဝတ်တော့ကဟမ်ပညာရေးတပိုင်းတစ်စားနဲ့နင်ငါ့ကိုဘာရှာကျွေးမှာလဲနင်ကိုလည်းငါတော်တော်စိတ်ဆင်းရဲတယ်နော်ငါကြည့်ရလေဒီမှာကြည့်ကိုကလစ်တွေကလည်းနော်နည်းနည်းမပါလဲနေရလဲဆုံးမအောင်ဒီမှာနင်ကိုကြည့်နော်သူဆက်လက်တန်းလဲအောင်ပြီးနိုင်ငံခြားသွားမယ်နိုင်ငံခြားမှာအလုပ်သွားလုပ်မယ်သူကမှမျောင်းလေးချက်ရှိသေးတယ်သမီးရယ်နင်ကလေနည်းနည်းပါလေပညာလေးတက်အောင်သင်လိုက်ပညာလေးဆုံးသက်တောင်ကျတယ်ပြီးတော့မှသမီးလုပ်ချင်တာကိုလုပ်အခုပညာရေးပိုင်းစားတယ်ဘာမှမလုပ်နဲ့နင်တို့ညကိုလေးကလေအလုပ်လဲလုပ်ကြသေးတယ်ငါမှဖုန်းတစ်လုံးနဲ့အလုပ်တွေလုပ်ကြတယ်တားကိုလှည့်ပြီးတော့ဆုံးမရသမီးကိုလှည့်ပြီးတော့ထိရတယ်ငါလေးအသက်တော်လိမ့်မယ်ဒီသားမီးတွေဘာလို့ဖြစ်နေတာလဲစူညံနေတာပဲဒီမှာလေးစိတ်ညစ်လာပြီအဲ့ကောင်နဲ့ဒီမှာချုံပိုက်တဲ့ကိုလည်းညကလည်းသွားပြီးတော့မူးပြီးတော့ရန်ဖြစ်လာတယ်တကယ်ချင်းတွေနဲ့အေးဘာလို့ပိုင်းနဲ့ရန်ဖြစ်လာတာလဲဒီမှာဒီတက်ကောဒီမှာကျောင်းစမတက်ချူတဲ့ကိုကြီးဘာတော့မှဟာနေကကျောင်းမတက်လို့ဘာလို့မှတော့ဒီရွယ်နဲ့လုံးပါလေဘာလို့မှတော့ကိုကြီးကိုကြီးတူပါလေနိုင်ငံခြားထွက်မယ်တဲ့နိုင်ငံခြားမှာကျောင်းတော့တက်ပြီးတော့မှညီမလေးကိုလှုပ်ကျွေးမယ်တဲ့ဒီကောင်မကလည်းကျောင်းစမတက်တော့ပဲနဲ့အပြင်မှာအလုပ်လုပ်မယ်တဲ့ကိုကြီးရဲ့ညီမလေးစောင့်နေတဲ့ပတ်ဆုံးမပေးပါဘူးညီမလေးလည်းစိတ်တွေညစ်လာပြီကဲပြောအချင်းအောင်ဟုတ်တယ်လေကျွန်တော်နိုင်ငံသားကကြောင်းတက်ချင်တာပြီးရင်အမှပဲအလုံးလုံးမယ်လေးတတိဖြစ်သွားရင်အမေနဲ့ညီမတို့လှုပ်ကျွေးလို့ရပြီဟုတ်လားဟောရောလေးလေးကိုလည်းလှုပ်ကျွေးမှာပါအေးနည်းနည်းတော့ထည့်လိုက်ပေါ့နော်ကဲငယ်မညီမလေးနင်သားနိုင်ငံသားမှာကြောင်းတက်မဲ့ကိစ္စပဲနင်ထားမိလိုက်ပါကိုကြီးနိုင်ငံခြားမှာကျောင်းသွားတက်မယ်ဆိုတာလွယ်နဲ့မဟုတ်ဘူးလေပတ်စံကြီးအများကြီးကုန်ပါကိုကြီးဘယ်တော့ကုန်မှမလို့လေနိုင်ငံခြားမှာဘွဲတစ်ဘွဲယူလို့ရှိရင်ငါတကယ်ချင်းတွေရဲ့သားသမီးတွေသွားတက်နေတာအလွန်ဆုံးကုန်လား3-4တောင်နဲ့ဟုတ်တယ်ဗျာကိုကြီးအေး3-4တောင်မကုန်ပါအေးဒီ3-4တောင်ရရင်နိုင်ငံခြားမှာဘွဲရပြီနင်သားအဲ့တော့မြန်မာလေးကဘယ်လိုသင်ပေးနိုင်မှာလဲအဲ့ရှင်ရဲ့ကိုသားသမီးပညာရေးပဲလုပ်ပြလိုက်စမ်းပါညီမလေးခုဝတ်ထားတယ်လေဒီမှာဆွဲချိုးတွေလက်ကောက်တွေအတွင်းပစ္စည်းတွေဖြောလိုက်လေဟုတ်တယ်ဗျာကိုကြီးအေးအဲ့ဒါအတော့ကိုလေဘာလဲအတော်ကိုအတူလို့ပြောတာကိုကြီးရဲ့အတူလေဖန်စီဆိုင်ရနေပြီးတော့အစ်စ်နဲ့အရန်တူတာခွဲမရအောင်တူတာအတူလေလားဟုတ်တယ်ငါကတော့ဒီကိုစီးပွားကောင်းနေပြီထင်နေတာဟောနေရောရှိသေးတယ်လေဟိုတော်တော်ကလေနေရလေဘွဲမှာလေမောင်လာဦးတွေစိုက်ခါတာလေမောင်လာဦးတွေစိုက်ခါတာလေဒီမောင်လာဦးတွေနဲ့လေဘွဲတို့ရောင်းစားလိုက်လေအဲ့ဒီလေ
က်တရလဲမျိုးစင်မှန်ပြင်မတန်းလို့လဲကွက်ကိုအဲ့ဒီထဲကစိုက်ခင်းနေရမဟုတ်လားဦးလေးအကုန်လုံးရောက်နေတာကြာပြီပေါ့ကိုကြီးကြာပဲကြာပါ ဒီဟာလေစိတ်တောင်ညစ်လာတယ်ကွာဒါတော့အော်နေစီးနေတဲ့ကားမဲကြီးရောအဲ့ဒါလေးကိုရောင်းပြီးတော့နှစ်သားကိုပို့လိုက်လေနော် အားလဲအရာကျစ်ထားတာကိုကြီးရဲ့ ဘာလဲငါ့ အရေးကြညီမလေးအရေးကြဝယ်ထားတာ ကျင်းကျင်းလေးပေါ့ အရေးကြပါနဲ့ငါနဲ့ ဒီပါတော့ဒီလိုသားမိရတယ်နော်တိုင်းရှင်ငါနဲ့အစားရင်လဲလိုက်တာအဲ့တော့နေရလေဘာမှမရှိတော့ဂလောင်ပေါက်ကြီးဖြစ်နေပြီပေါ့ ဟုတ်တယ်ဂလိုက်ပေါက်ကြီးချာလာမြေပေါက်ကြီးဖြစ်နေတာ အဲ့တော့နော်ငါတစ်ခါလေးပြောရမယ်နော်ဒီလိုသားမိတော့ရကုန်နော်ငါလူပြိုကြီးနော်ငါမှာအိုစာမင်းသားခြံထားတဲ့ဒါတွေဒီလိုထိကိုမစင်းသားနဲ့နော်အဲ့ဒါငါတစ်ခါလေးသတိပေးထားတာ ကျွန်တော်ကတော့ကျွန်တော်ရဲ့ရွေချက်တွေအားလုံးလုံးဝအပြည့်စင်းခတ်နိုင်ကျွန်တော်နိုင်ငံသားမှာကြောက်တတ်တယ်အဲ့ဒါပဲအလုံးရအောင် ဟဲ့ခါတူကြီးတဲ့တဲ့မှာဒေါသရှော့အောင်လေငါတို့စီစဉ်မှာပေါ့လူကြီးတွေနော်အငယ်မ ဟုတ်တယ်ကိုကြီးအဲ့လိုမျိုးသူက ငါစီစဉ်မှာမယ်နေပါအောင်တို့သားမိနေတယ်ငါဒီခေါင်းအောင်ကြိုက်တယ်ငါဒီအပူတွေမယူချင်လို့လေငါဘကလူပြိုကြီးလုပ်နေတာဒီလိုနဲ့တအိမ်ထဲနေရတာကွာငါဝက်ပဲနော်ဘယ်တော့မှဝက်ကြုံလဲမသိဘူးသေတဲ့တိလည်းကြုံမှာမဟုတ်ဒါတွေနဲ့သေတဲ့တိတူတူနေရမှာနော်အဲ့တော့စဉ်းစားအောင်မယ်နေအောင်ဟိုတော့တခုကြားရတာရှိတယ်မီကာအိတ်ဆိုတာဘာလဲ အော်မီကာအိတ်ဆိုတာဗမာပြည်မှာရှိတဲ့အကြောင်းအဲ့ဒီအကြောင်းမှာ3နှစ်သားအကြောင်းတက်လိုက်ရင်နိုင်ငံတကာကအတိအမှန်ပြုတဲ့ဘွဲလက်မှတ်ကိုဗမာပြည်မှာရမှာ အဲ့ဒါဆိုဒီမလေးမရှိလို့ तू ကဟိုနိုင်ငံခြားမှာကြောက်တော့တက်စရာမလိုပေါ့ ဟုတ်တယ်နေသားနိုင်ငံခြားကဘွဲကိုလိုချင်တာပြီးရင်နိုင်ငံခြားမှာအလုပ်လုပ်ချင်တာပတ်စံရှာချင်တာအဲ့ဒီအကြောင်းကဗမာပြည်မှာ3နှစ်တက်တာနဲ့နိုင်ငံခြားအတိအမှန်ပြုတဲ့ဘွဲလက်မှတ်ကိုရမယ်ရပြီးရင်နေသားကနိုင်ငံခြားမှာအလုပ်သွားလုပ်လို့ရပြီအဲ့ဒီလိုအလုပ်လုပ်ဖို့အတွက်ကိုလည်းအဲ့ဒီမန်ဂါ X ကပဲလေချိတ်ဆက်ပေးအောင်ပါ ကိုကြီးဟိုဒါဆိုရင်ကုန်ချစိတ်ကောကိုကြီးခုနကပြောသလို3000 4000 4000နဲ့ကုန်ပါလား အဲ့ဒါဟိုမှာသွားတက်မှာကုန်ပါအခုဒီမှာတက်မှာဖြစ်တဲ့အတွက်အဲ့ကုန်ကြမဲ့3,000 4,000ရဲ့လေ10% 10ပုံတပုံပဲကုန်ပါ 10ပုံတစ်ပုံပဲ ဟုတ်တယ်10ပုံပုံကတပုံပဲကုန်ပါ ကိုကြီးအဲ့ဒါဆိုတော့ညီမလေးစိတ်ဝင်စားတယ်ဟိုပိုင်တစ်ကိုလည်းအဝေးပို့စရာမလိုညီမလေးမျက်စိရှိမှာပဲသူ့ကိုလေထားလို့ရတယ်ဟိုပြီးတော့ဟိုကုန်ချစိတ်ကလည်းအဲ့လိုမကုန်ဆိုညီမလေးရှာ နေတက်နိုင်တယ်မလားအဲ့ဒါဆိုရင် ညီမလေးတက်နိုင်တယ်ညီမလေးတက်နိုင်တယ်နော် အေးပါငါတို့တွေလောက်ကြတာပေါ့ နော်မင်းနေပါအောင်နေတာလေလေ အေး နိုင်ငံသားမှာကြောင်းမတက်အောင်ဆိုတော့ကျွန်တော်နိုင်ငံသားမှာအလုပ်လုပ်ပြီးတဖြည်းဖြည်းချင်တာလေ မင်းရလဲကွာမင်းဖာသိလို့တော့နော်ငါပြောပြမယ်နိုင်ငံခြားမှာကြောင်းတက်မှဒီဘွဲရမှာမဟုတ်ဘူးဗမာပြည်မှာအဲ့ကြောင်းမှာ3နှစ်တက်ပြီဆိုတော့နိုင်ငံခြားအတိအမှတ်ပြုတဲ့ဘွဲကိုမင်းရမှာရပြီးရင်အဲ့ဒီဘွဲနဲ့မင်းရနိုင်ငံခြားမှာလေအဆင့်မြင့်ဟိုတယ်ကြီးတွေမှာအမြင့်ဆုံးယာရုဖြစ်တဲ့ GM ဆိုတဲ့ယာရုထီကိုမင်းကတက်နှမ်းခွင့်ရှိတယ် ကိုကစူးစမ်းမှာပေါ့ မင်းစူးစမ်းရမှာပေါ့အဲ့ဒီခါကျရင်ဟိုတယ်တစ်ခုရဲ့ GM ဖြစ်သွားပြီဆိုရင်ပြီးပွဲသိမ့်လေဟုတ်တယ်မလားမင်းအမေကိုလှုပ်ချွေးခြင်းတော့လှုပ်ချွေးလို့ရပြီမင်းချမ်းသာလို့လည်းရပြီငါ့ကိုလည်းမင်းလှုပ်ချွေးလို့ရပြီပေါ့ကွာ နော် တကယ်တော့လေလေ ဟာတကယ်ပါဆို ကိုကြီးအဲ့ဆိုရင်အငယ်မအတွက်ပေါ့အငယ်မကျတော့ပညာရေးတစ်ပိုင်းတစ်စားနေ အော်စိတ်မပူပါနဲ့အငယ်မထွက်လည်းရှိတယ်အငယ်မလိုမျိုးလေပညာရေးကိုစိတ်ဝင်စားတဲ့သူတွေပညာရေးတစ်ပိုင်းတစ်စားဖြစ်ပြီးလမ်းပြောင်းနေတဲ့ကလေးတွေ10တန်းမှာမအောင်သေးတဲ့ကလေးတွေအတွက်လည်းလေ6လဒီပလိုမာသင်တန်းရှိတယ်ဟိုတယ်လုပ်ငန်းခွင်လက်တွေ့အသုံးချဒီပလိုမာသင်တန်းလို့ခေါ်တယ်အဲ့တော့6လပဲသူကအဲ့ဒီမှာတက်ရမယ်လက်တွေ့ရောစာတွေရောအဲ့ရဆရာဆရာမတွေကသင်ချသင်ပေးမှာသင်ပေးပြီဆိုတာနဲ့ဒီကောင်မကလေအဲ့ဒီပလိုမာရပြီဆိုတာနဲ့ဟိုတယ်ကြီးတွေမှာအလုပ်ဝင်လို့ရပြီဗမာပြည်ပါပဲလုပ်မလားနိုင်ငံခြားကအဆင့်မြင့်ဟိုတယ်တွေမှာပဲသွားလုပ်မလားအဲ့ဒီမန်ဂါ X ကပဲလေချိတ်ဆက်ပြီးအလုပ်တွေရှာပေးအောင်ပါဒီမရဲ့ ကိုကြီးအဲ့ဆိုရင်ဒီကုန်ချစိတ်ကောလေ မများပါဘူး6လလုံးပါပါလေ10ကဏ္ဍလောက်ပဲရှိတယ်10လာမှနည်းနည်းလေးရဲ့နေ့ရက်ဒီလက်ကောက်ဝင်းစာလောက်ပဲရှိတယ်30 30ပေါ့အဲ့လောက်ပဲရှိတာအေးငါမိတ်ဝါလို့ပဲထားတယ် အဲ့ဆိုတော့ဟိုတားတော့သမီးတော့ညီမလေးတက်နိုင်တယ်ကိုကြီးလေ โอเค ဟိုအဲ့ဆိုရင်ကိုကြီးပြောတဲ့အဲ့ကြောင့်ညီမလေးကိုလိုက်ပို့ပါ ဟုတ်ပါဗော ဟိုကျောင်းကအရန်နာမည်ကြီးနေတော့တော်ကြရင်လူပြည့်တာတွေဖြစ်သွား အေးပါသွားချမယ်လေငါတို့ခဏနေနော်ဟေး တေးကြရနော် တေးကြပါတယ်ကွာတူကြီးဟာမင်းတက်ချင်တယ်မင်းရချင်တယ်နိုင်ငံခြားကဘွဲလက်မှတ်ကိုလည်းမင်းရမယ်အင်္ဂလန်နိုင်ငံကအတိအမှတ်ပြုတဲ့ဘွဲလက်မှတ်ကိုလည်းမင်းရမယ်နော်ပတ်စံလေးလည်း3000ချီပြီးတော့မကုန်တော့ဘူးကဲအငယ်မအတွက်နော်အသုံးမကျတဲ့အငယ်မအတွက်လည်းဒီပလိုမာ6လသင်တန်းတက်မယ်ပြီးရင်သူပတ်စံရှာခြင်းနဲ့ပေးရှာလိုက်အောင်ပဲလေဟုတ်ဘူးလား ကိုကြီးအဲ့ဆိုသွားမယ် အဲ့ဆိုရင်တို့လူကြီးတွေသွားကြမယ်လားသွားကြစို့ တော့ကြမယ် ဒါ